Hello guys မင်္ဂလာပါကျွန်တော်က WY တွေပဲဖြစ်ပါတယ်ကျွန်တော်ခုဆော့ပြမှာကတော့ဘေးရင် gameplay လေးဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကနေပြီးတော့ခုပစ်ထားတဲ့ hero ကတော့ Fanny ESP ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ hyper ပေါ့နော်ကျွန်တော်စကြည့်လိုက်အောင် let's go guys let's go ဂိမ်းဆော့ဆိုကျွန်တော်တို့ blue bag လေးကိုရင်းစားလိုက်မယ်ကျွန်တော်စားပြီးတော့ရင်အလေလေးကိုကျွန်တော်တစ်ချက် show လိုက်မယ်grow ရဲ့ mage ရရှိရကျွန်တော်အချိန်မှာပဲခက်တီနဲ့one လေးလက်ပစ်လိုက်တယ်အချိန်မှာဝင်သွားရsurprise motherfucker You didn't have to cut me off. We were nothing. Sure. လူပဲစားပြီးတည်သွားပါခင်ဗျာကျေးဇူးတင်ပါတယ်ကဲနောက်တစ်ခေါက် Let's go. Rebel လေးစားကြမယ်ကျွန်တော် lane လေးလမ်းရှို့လိုက်တယ်ဂနီဗီယာတွေဆင်းလာတယ်ဗျာဒါပေမဲ့ကျွန်တော်တို့အကိုင်းကကောင်းနေဗျာဒီကောင် glow ပဲအကိုင်းဆိုကျွန်တော်နည်းနည်းထောက်ပေးတယ်ကျွန်တော်လည်းခြုံလေးနည်းနည်းဆက်လိုက်တာပေါ့ဗျာကဲကိုလေလုံချုံရေးအတွက်Rebel လေးစားမယ် Rebel လေးကျွန်တော်စားလိုက်ပါခင်ဗျာပြီးတော့ကျွန်တော်တို့အောက်လေးကိုနည်းနည်း rotation လေးရင်လုပ်ပေးမယ်ပေါ့နော်ကျွန်တော် data လေးရင်တက်မယ်ဒါလာချင်း data လေးကျွန်တော်စတယ်ကျွန်တော်ဘက်လေးခေါ်ထားတယ်ကျွန်တော် teammate ကမရှိဘူးဗျာဝမ်းသာစရာကျွန်တော်တို့ Fanny က ESP ဖြစ်နေတော့ကျွန်တော်တို့အများကြီးမျှော်လင့်လို့မရအောင်အဲ့ဒီမှာ3ယောက်မလို့လာကျွန်တော်တိုက်တယ်retreat လေးပေါက်သွားရမင်း retreat ကို retreat ကိုဒါပေမဲ့တက်တော့မရှင်းရှားပါဘူးမဲဝေါ်ကြီးကလိုက်တယ်ရှော့သွားပြီခင်ဗျာကျေးဇူးများကြီးတင်ပါတယ်နော် Fanny ESP လေးကဲကျွန်တော် ESP လေးကိုနည်းနည်း run လိုက်အောင်ဒီကောင်ပြောတာဗျာ Fanny ကနည်းနည်းတော့ damage ထွက်တယ်ဟိုအောင်ပြန်မေးလိုက်တာပေါ့နော် UV နဲ့ကိုပြန်မေးလိုက်တာ UV နဲ့တည်သွားတယ်အချိန်မှာကျွန်တော်ကလာတော့ run နေတာပဲဒီကောင်တတ်လိုက်တော့ကျွန်တော် ESP ပဲ ESP လေးဒီ walking crate လေးစားပြီးတော့ကျွန်တော်တို့လိမ့်လေးဖြတ်ရှင်းလိုက်ပါတယ်ခင်ဗျာနော်ကျွန်တော်ဖြတ်စားတယ်ကျေးဇူးများကြီးတင်တယ်နော်မင်းအိမ်ပြန်သွားပြီးငါဖြတ်စားတာပါကျွန်တော်တို့အလဲလိမ့်လေးကိုထပ်သွားလိုက်မယ်နော်အလဲလိမ့်1 2မိတယ်ဗျာကျွန်တော်မင်းရှောင်လို့ကိုမရအောင်မင်း3တေဦးမှာပဲကျွန်တော်အကိုင်းလေးလာပြီဒါပေမဲ့မီတော့စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်တည်ပါဗျာကျေးဇူးများကြီးတင်တယ်နော်ကျွန်တော်တည်သွားပြီကျေးဇူးပါပြီးတော့ကျွန်တော်နောက်ထပ် second data လေးရင်ဆိုင်မယ်ပေါ့နော် first data ကကျွန်တော်ရတာနော်ခင်ဗျာတို့မမိပါဆိုလို့ကျွန်တော်ပြန်ပြောပြတာပါ second data ကိုကျွန်တော်ရင်ပဲစတယ်ခင်ဗျာဒါကတော့ကျွန်တော်စနေတာပါကျွန်တော်ရင်စကေးတယ်ဗျာအပေါ်လေးကိုနည်းနည်းတစ်ချက်ကြည့်တယ်မြေပုံလေးတော့ကြည့်လိုက်တာပေါ့ခင်ဗျားတို့တော့မသိဘူးကျွန်တော်ကတော့ကြည့်လိုက်တယ်ဒီမေကြီးလို့ပြီးတော့မမီဘူးဗျာမိုက်တယ်နော် retreat ကိုငါလို့ပေါက်တဲ့ပုံကြီးရတယ်ကောင်းလိုက်တယ်ရန်ကောင်းတဲ့ဘိန်းပြီးတော့ကျွန်တော် online ကို rush မယ်ပေါ့နော်ကျွန်တော်ဘီယာလေးတောက်ပြီးတော့ကျွန်တော်လိမ့်လေးဖြတ်ရှင်းလိုက်တယ်ဘောမှာတော့တိုက်နေကြတယ်ကျွန်တော် EC ပဲကျွန်တော်လိမ့်ဖြတ်ရှင်းတယ်လိမ့်လေးရှင်းပြီကျွန်တော်ဒိုင်းမလူလူမဒိုင်းမလူလူနဲ့တာဝါလေးပဲချိုးလိုက်ပါတော့တယ်ဘာလို့ဆို UV net ကကျွန်တော် vision မြင်သွားပြီဗျာကျွန်တော်တက်လို့မရတော့ဘူးဒါပေမဲ့ကျွန်တော်ရတဲ့တာဝါပဲကျွန်တော်ယူလိုက်ပါတယ်ဒီမှာကျွန်တော်ရဲ့ object ကျွန်တော်ကဇက်ပူဇက်ရံပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကလိမ့်ချိုးတယ်ဘတ်စားတယ်တတ်တယ်ပဲစားပြီကျန်တာသူတို့လုံနေတာနော် Fanny ESP နဲ့ဆိုတော့ကျွန်တော်တို့ battery ဆိုင်ရတာလည်းအဆင်မပြေဘူးအဲကြောင့်မို့ကျွန်တော်တို့ဆက်ကြည့်လိုက်ပါအောင်နော်ပြီးတော့ဘတ်တယ်တစ်ပေါက်ဆိုင်ပြမယ်ခဏနေဘတ်တယ်လာတော့မှာနော်ကြည့်တာဘိန်းဘလောက်ဆောင်းရမ်းကောင်းလဲဆိုကြည့်တာglobal အကိုင်းဝင်သွားတယ်ခင်ဗျာကဲ grow ကြီးနေဗျာဟိုက grow ကြီး Fanny ကဝင်သွားပြီပြန်လာပြီ grow ကာလိုက်တယ်ဗျာထရန်ကြီးကားတယ်ထရောင်းနဲ့ချက်ကြီးပြစ်တိုက်တယ်အိုးစကန်နဲ့မိသွားတယ်ကွန်ဘိုအဲ့ချိန်မှာကျွန်တော်က edimate လေးကျေးပြီးပြေးလိုက်တယ်ဟောဟိုဘက်ကဇီးဒီရန်ဆောက်ရမ်းကျန်းတော့ oh my godလောက်ကွန်ဘောတော့မင်းနဖျားစင်းကြတော့မရဘူးမင်း Fanny ဆွဲတယ်ဗျာကလောလိုင်းပြစ်တယ်အိုးထရန်ကြီးကာလိုက်တယ်အိုးပြစ်တယ်လုံးမလားမလွတ်တော့ခင်ဗျာအဲ့ချိန်မှာကျွန်တော်တို့ decision making ချလိုက်တယ် surrender နော် surrender 3မဲရှိနေပြီနောက်ထပ်1မဲဆိုကျွန်တော် surrender ပြီFanny ESP ကရင်ဘာဖြစ်လဲ surrender တယ်ဗျာကျေးဇူးများကြီးတင်ပါတယ်ဒီလောက်လေးဆော့လိုက်ရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် Fanny ESP ကိုင်းတဲ့ကောင်ကိုလည်းဒီကနေပြီးတော့ကျေးဇူးများကြီးတင်ပါတယ်